င်္ဂလာပါရှင်။ The Kitchen Diary Channel လေးကနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါရှင်။ဒီနေ့လေးကတော့ဒါရတေဥတုလေးကလည်းပူတဲ့အတွက်ကြောင့်မလို့ဖတ်ထုတ်လေးကြော်ပြီးတော့စားဖြစ်ပါရှင်။အဲ့တော့ပေါင်းပစ္စည်းလေးကတော့ချက်သွန်ဖြူချင်းချက်သွန်မိတ်ချက်သားကြိတ်ထားတဲ့ချက်သားလေးပေါ့နော်။ပြီးရင်တော့ဖတ်ထုတ်ပြားလေးလိမ့်မဲ့ဟာလေးပါပါမယ်။ပြီးရင်တော့ကြိတ်ထားတဲ့ချက်သားပုံမှာချက်သွန်မိတ်လေးအနှဲငယ်ထည့်ပါမယ်။ပြီးရင်တော့ငရုတ်ကောင်းမှုတ်အနှဲငယ်ထည့်ပါမယ်ရှင်ရုပ်ကောင်းမှုထည့်ပြီးဆိုရင်တော့တက်သွန်ဖြူဂျင်းထောင်းထားတဲ့ဟာလေးကိုယူပြီးတော့အရေးလေးပဲညှစ်ပါမယ်ရှင်ညှစ်နဲ့လေးပျောက်သွားအောင်ပေါ့နော်ပြီးရင်တော့အဲ့ဒါလေးကိုနယ်လိုက်ပါမယ်နယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီဖတ်ထုတ်လိုက်မဲ့ဟာလေးပေါ့နော်အဲ့ဟာလေးကိုယူမယ်ယူပြီးတော့ဖတ်ထုတ်ပုံစံလေးပေါ့နော်ပုံလေးဖော်ပြီးတော့ကိုလုတ်တက်သလိုလေးလုတ်ပါမယ်ပြီးရင်တော့ရေလေးအနှဲငယ်လေးနဲ့ဟိုဘက်ဒီဘက်ပိတ်ပါမယ်အဲ့လိုမျိုးပိတ်တဲ့အခါမှာလည်းလုံနေအောင်ပိတ်ပြီးဖို့လိုအပ်ပါတယ်ကိုကြိုက်ညှစ်တက်လိုမျိုးဖတ်ထုတ်ဒီအပြားပေါ်မှာပေါ့နော်ပုံဖော်ပေးလို့ရပါရဲ့ရှင်ဖတ်ထုတ်ထဲမှာအစာသွတ်မဲ့ဟာလေးကလည်းအများကြီးမဟုတ်ပဲနဲ့ဒီလက်ညိုးရစ်ပေါ့နော်လက်ညိုးရစ်တရစ်စာလောက်လေးထည့်ပြီးတော့ပဲလိတ်ရရပေါ့နော်ဒါပေမဲ့အရန်နေဝရင်လည်းဒီအသားဖတ်တွေနေဝရင်လည်းစားလို့မကောင်းတလို့မျိုးပဲပေါ့နော်အများကြီးထည့်သွားလို့ရှိရင်လည်းဒီမလုံမဲနဲ့ပြဲသွားတတ်တယ်ပေါ့နော်အဲအကြောင်းလို့ဒါကျမပြောတဲ့အတိုင်းဒီလက်ညိုးမှာပါရဲ့လက်အရစ်လေးပေါ့နော်လက်သက်စစ်လောက်လေးထည့်ရပါပြီပြီးရင်တော့စီမြမြလေးနဲ့ကြော်ပေးရပါမယ်ရှင်ကျမတို့ကစီနေဝါတဲ့ခါကျတော့လေဟိုနည်းနည်းမာသွားတယ်ပေါ့နော်အဲ့တော့ကျွတ်လေးစားခြင်းနေဆိုရင်တော့စီမြမြတဲ့စီတဲ့ကိုနစ်နေအောင်ထည့်ပြီးတော့ကြော်ပေးရပါမယ်ရှင်အဲ့တော့ကျမတို့ကစီနေဝါရဲ့အတွက်ကြောင့်မလို့နည်းနည်းလေးတော့မာသွားတယ်ပေါ့နော်အဲ့တော့အကုန်လုံးကိုထည့်ပြီးဆိုလို့ရှိရင်တော့ဒီနှစ်ဖက်လုံးကိုနီလာအောင်ခဏလောက်စောက်ပေးရပါမယ်ရှင်ကြော်တဲ့ခါမှာလည်းဟိုဘက်ဒီဘက်လှန်ပြီးတော့ဟိုအမြဲတမ်းပေါ့နော်ဟိုဘက်ဒီဘက်လှည့်ပြီးတော့ကြော်ပေးရပါမယ်ရှင်ဘာလို့ဆိုတော့တစ်ဖက်တည်းဆိုရင်တူးရတာမျိုးတွေမကြက်တာမျိုးတွေဖြစ်တဲ့ကြောင့်မလို့ cute side လေးနဲ့ပေါ့နော်ကြော်ပေးရပါမယ်ရှင်နှစ်ဖက်လုံးကိုနီနီရဲလေးနဲ့လှလှပပလေးကြော်ပြီးဆိုရင်တော့ဗကံများလှလှလေးတဲ့ကိုထည့်လို့ပြီးတော့ပုံဖော်ပေးလို့ရပါပြီပြီးရင်တော့ဒါတရက်သီးစိန်တလုံးရယ်တခွားသီးရယ်ပြီးရင်ဖတ်ထုတ်ကြော်လေးရယ်ပြီးရင်တော့ chili sauce ပေါ့နော် chili sauce ကိုမှခင်းရင်ဒီ sauce tomato sauce မဟုတ်ပဲနဲ့အချိုပေါ့နော် sauce အချိုလေးရယ်အဲ့ဒါလေးနဲ့ဒီနေ့တနေ့ဖို့နေ့လည်စားပေါ့နော်စားလို့ရပါပြီရှင်အဲ့တော့ weight လဲကျတယ်ပြီးရဟာကြတော့ရတာလည်းရှိတယ်စားလို့ကောင်းတယ်ဖတ်ထုတ်ကြော်လေးရရှိပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရဲ့နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်ရှင် bye bye